ကဲတန်တရားထဲမှာချမ်းသာဒုက္ခရှာကြည့်စမ်းပါဆိုတွေ့မလားလို့ဆိုမတွေ့နိုင်ဘူးဘလောက်ယာရုကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နောက်မင်းဆိုရာဇာကြီးနော်မြတ်သမိုင်းမှာကြည့်လိုက်မယ်ဆိုရင်ဘုန်းတကူအလွန်ကြီးတဲ့အနောယထာမင်းကြီးတို့နောက်ဆုံးကြပါဖြစ်ကျွဲခတ်တာနဲ့ဘဝအဆုံးသတ်သွားကျန်စင်မင်းကြီးတို့ဒီတိုင်းပဲတစ်ခုနဲ့ဆုံးသတ်အလောင်းစီသူမင်းကြီးတို့ရောဒီတိုင်းပဲတက်တော်ကြီးကြီးလာတဲ့အခါဘဝတစ်ခုအဆုံးလို့ဘလောက်တကူကြီးတဲ့ယာရုတွေမြင့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စီနောက်ဆုံးမှဒီကံကိုစိုက်သွားတာချပဲကောင်းချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေကြီးကြီးတဲ့ဘလောက်ချမ်းသာနောက်ဆုံးကြတော့ဒီလမ်းပဲရောက်သွားတာအေးချုံမောလှပတဲ့ပုဂ္ဂိုလ်တွေဒီလမ်းပဲရောက်သွားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ပိန်သည်ဖြစ်စေဝါသည်ဖြစ်စေဖြူသည်ဖြစ်စေမဲသည်ဖြစ်စေအားလုံးဟာဒီလမ်းကြောင်းကိုကျော်လွှတ်သွားနိုင်တဲ့သရဝါတူမှမရှိတန်တရားထဲမှာနေသမျှအသက်ရှိတိုးသာกว่าတယ်နောက်ဆုံးမှသေခြင်းမှပဲဆုံးသတ်တယ်အဲ့သေခြင်းမှအဆုံးသတ်သွားတာဘယ်လိုလုပ်ရပ်ပြလို့ရတယ်လဲလို့ဆိုရင်မြတ်စွာဘုရားဟောပြောတယ်ဝိပဿနာတရားကိုရှင်းဆင်ပြီးသင်္ခါရတွေပေါ်မှာတွေ့တာမှုတွေလုံးဝကင်းစင်သွားမှကိလေသာတွေအကုန်ငြိမ်းပြီဆိုတဲ့ဤစနစ်ကလွဲလို့တခြားထွက်လမ်းမရှိဘူးတဲ့ဒီနည်းပဲလောက်เสียရှိအေးလောကလူသားတွေကတော့တန်တရားထဲမှာပြောနေကြတယ်အခက်ခဲလေးကြုံဒုက္ခလေးကြုံရင်ငိုလိုက်တယ်မျက်ရည်လေးကျလိုက်တယ်ပြီးတဲ့အခါကျတော့ရည်မြဲရည်နေမောမင်းမောနော်သူတွေကြည့်ပေါ့နာရည်နဲ့တွေ့တဲ့အခါကျမျက်ရည်လေးပေါက်နောက်တရက်သွားကြည့်ပြုံးနေပြီနောက်5ရက်ဆိုရင်ရည်ပြီတော့ပြန်ပြီးရည်နိုင်သေးတာပဲမရည်နိုင်တော့ဘူးဆိုတော့တခါမှမရှိဘူးအဲ့တော့ဒုက္ခဆိုတာကိုမေ့ထားနိုင်ကြတယ်ပေါ့မေ့ထားနိုင်တယ်ဘာဖြစ်လို့မေ့ထားနိုင်တယ်လဲလို့ဆိုတွေ့တာမှုတွေကလွန်မှုကြီးစိုးထားတယ်လေအဲ့ဒီလွန်မှုကြီးစိုးထားတဲ့တွေ့တာမှုတွေရဲ့အောက်မှာလူတွေဟာအပြုံးမပြည့်ကြောကော့ပြီးဒုက္ခဟုသည်များကိုရင်ဆိုင်နေကြတာဘယ်တော့ဆုံးမှလဲလို့ဆိုရင်ဘယ်တော့မှမဆုံးအဲ့ဒီဘယ်တော့မှမဆုံးတဲ့ဒုက္ခကြီးကိုပဲလူတွေဟာကျင့်တတ်နေတဲ့ကဲ့သို့ရှိတယ်လို့ဒီလိုဆိုနော်အဲ့ဒါကြောင့်မို့တံဝေကဆိုတာဘုရားမြတ်စွာပွင့်ပေါ်လာတဲ့အခါမှာခန္ဓာ၅ပါးယုံနာတရားတို့ရဲ့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုမပိုင်တဲ့သဘောတွေနောက်ဆုံးမှပျက်စီးဆုံးရှုံးသွားတဲ့သဘောတွေကိုအချိန်ကြီးထက်ကြံစီသုံးသပ်ပြီးတော့တွေ့တာမှုရှော့ချနိုင်တယ်များရှော့ချနောက်ဆုံးဖယ်ရှားနိုင်မှသာလေဆင်းရဲဒုက္ခကလွတ်မြောက်မှာဖြစ်တယ်ဒီလိုဆိုတာပေါ့နော်ဒုက္ခ၃မျိုးတည်းမဲ့ဒုက္ခသင်္ခါရဒုက္ခဝိပရိနာမဒုက္ခဒုက္ခဆိုတာခိတ္တလွတ်အောင်လုပ်ထားလို့ရဆိုပါစို့ပြမာဖြစ်နေပြီဆိုတဲ့အချိန်ကာယကဒုက္ခလည်းမရှိဘူးစေရတိကဒုက္ခလည်းမရှိဘူးပြမာတွေချမ်းသာနေတယ်ဝိပရိနာမဒုက္ခတော့ရှိသင်္ခါရဒုက္ခရှိအဲ့တော့ဒုက္ခတွေဆိုတာဟာလွတ်သွားတဲ့သရဝါမရှိသလောက်သင်္ခါရနယ်အတွင်းမှာဒုက္ခစစ်ဆိုတာရှာလို့မရဘူးလို့ဆိုလို့သင်္ခါရဒုက္ခကလွတ်မှသာလေအလုံးဟာလွတ်မြောက်တယ်လို့ဒီလိုပြောအောင်အဲ့ဒါတွေလွတ်ဖို့ဘုရားရဲ့သမီးတော်တွေဟာရှင်တွင်စကားပြောကြားသွားသမျှဟာဒီဒုက္ခတွေနဲ့သူတို့ကိုယ်တိုင်ရင်ဆိုင်တွေ့ပြီးဒီဒုက္ခတွေကလွတ်မြောက်ဖို့အတွက်ချစ်ကြံကြိုးကိုအထောက်သွားကြတာဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေဟာသူတို့သွားတဲ့လမ်းကြောင်းအတိုင်းမိမိတို့လည်းဒီလိုသွားနိုင်မှဒီဒုက္ခလွတ်မယ်မဟုတ်ဘူးဆိုလို့ရှိရင်ဒုက္ခထဲမှာတဝဲလဲလဲနေချအောင်မှာပဲဖြစ်တယ်လို့အဲ့တော့တန်ခါထေရီလို့ဆိုတဲ့ဘိက္ခုနီမလေးတူလူဘဝတုန်းကသူကကပိလဝမြို့သူမင်းမျိုးတဲ့ကမင်းသမီးတူပဲ
ရသောရိယကိုချမ်းဆန်ခါစားရတဲ့ဒီရာတို့ဝီရာတို့နဲ့တစ်ဖွဲ့တည်းတွေပေါ့မိတို့တော်ဂေါရမီကြီးဘိက္ခုနီဖြစ်ကိုရတဲ့အခါမှာသူတို့လည်းကပိလဝနန်းတော်ကိုစွန့်ခွာပြီးတော့ဘိက္ခုနီမအဖြစ်ခံယူလာကြတယ်ခံယူလာကြတဲ့အခါမှာလူစရာပြောင်းလဲမှုတွေအမျိုးစုံရှိပေါ့ငယ်တော့ကတစ်မျိုးရွယ်လေးရလာတဲ့အခါတစ်မျိုးအသက်အရွယ်ကြီးလို့အဖိုးကြီးမေကြီးဖြစ်တဲ့အခါတစ်မျိုးစိတ်ဓာတ်ရောအခြေအနေရောအားလုံးပြောင်းလဲလာသာဝရလူပြိုနေတာဆိုတာလည်းမရှိဘူးသာဝရကျမ်းမာနေတာဆိုတာလည်းမရှိဘူးအဲ့တော့သာဝရလူပြိုမှုဆိုတာမရနိုင်တဲ့အတွက်ကြောင့်လူပြိုမှုတွေကိုစွန့်လွတ်လိုက်ရတယ်သာဝရကျမ်းမာမှုကိုမရှိသည့်အတွက်ကြောင့်ကျမ်းမာမှုတွေကိုလည်းစွန့်လွတ်လိုက်ရတယ်နောက်ဆုံးမှာအဲ့ရတဲ့ဘုံဘုံလဲပြီးတော့သာဝရအသက်ရှင်ခြင်းဆိုတာမရှိတဲ့အကြောင်းပြပြီးသေဆုံးသွားကြတာရှိပြီအားလုံးဟာဒီတိုင်းအခုတန်ခါထေရီလို့မြည်ရတဲ့ဒီနန်းတွင်သူဘိက္ခုနီမလေးနန်းတွင်သူမင်းသမီးဘဝကနေဘိက္ခုနီဖြစ်လာတဲ့ဒီဘိက္ခုနီမလေးဟာသူပြောခဲ့တဲ့စကားတွေသူ့ဘဝသူလုပ်ခဲ့တာတွေကိုပြန်ပြီးပြောပြတယ်ထင်တယ်ဟိတဝဂရေပပိစိတ်တော်အိမ်လုပ်ငန်းတွေအိမ်မှာလုပ်ရတဲ့စီးပွားတွေအိမ်ယာထောင်တဲ့ဘဝမှာနေရတဲ့အိမ်ကိစ္စတွေအဲ့ဒါတွေကိုစွန့်လွတ်ပြီးတော့တဲ့ renounce လုပ်တဲ့ခေါ်နော်အဲ့ဒါတွေကိုစွန့်လွတ်လိုက်ပြီးတော့ဘိက္ခုနီဘဝသူရောက်လာခဲ့တယ်အိမ်ကိုလည်းစွန့်ခဲ့တယ်အိမ်တော်ရှိလို့သားသမီးမိသားစုဘဝနဲ့နေတယ်ဆိုလို့ရှိရင်ဟိတဝပုဒ္ဒံဟိတဝပတုံပိယကိုချစ်တဲ့သားသမီးတွေကိုလည်းထားခဲ့ရလက်သက်မွေးထားတဲ့တိရစ္ဆာန်လေးတွေဒါတွေကိုလည်းထားခဲ့ရတချို့လည်းတန်ရောစဉ်ကြံ့ကြံ့ဖမှလေခွေးချစ်တဲ့လူကခွေးမွေးကြောင်ချစ်တဲ့လူကကြောင်မွေးအကောင်လောင်လေးမျိုးစုံမွေးပြီးတော့အဲ့ဒီအကောင်လေးနဲ့နေတဲ့ပုဂ္ဂိုလ်တွေကလည်းရှိသေးအိန္ဒိယသွားတော့ကအဲ့ဒီဗာရဏသီဣတိပတနာဘက်မှာမဟာယာနဘုန်းကြီးကြီးတို့ဟာစိတ်တကောင်မွေးထားပြီအဲ့စိတ်ကလေးနဲ့တူတူအိတ်တာစိတ်ကလည်းခြေနှောင်ထဲဝင်ဒီအိုနေတော့ကဒကမာကြီးတယောက်ဆိုရင်ဗာမွေးထားလို့ရှင်ကလေးတွေမွေးထားရှင်ကလေးတွေကတောင်တက်မြောက်တက်အကုန်လုံးတက်သူတို့ခြေသေးလေးတွေကနေပြီးတော့လူရဲ့အရေးပါလေးတွေကိုချစ်မိသွားတဲ့အခါမှာတကူလုံးအဲ့ဒီမှာဓာယာလေးတွေနဲ့တွေ့ရတယ်အဲ့တော့အမာယုတ်ကလေးတွေလိုဟာတွေပြည့်နေအဲ့တဲ့ကမာကြီးဒါလည်းကျင့်တတ်နေတာပဲအဲ့တော့လောကမှာပက်လို့ခေါ်တယ်လူတွေကမျက်နှိုးလို့မွေးထားတဲ့သတ္တဝါတွေဟာအမျိုးကိုဆုံးအဲ့တော့လောကကြီးမှာလူတွေဟာချစ်ခင်မျက်နှိုးမှုဆိုတာလေးတစ်ခုနဲ့နေလေးနေထရှိကြတဲ့သဘောဒွါယံဒွါယာရာမောဟိအယံလောကောတဲ့အယံလောကောဒီလောကကြီးဟာဒွါယံဒွါယာရာမောဇုံတွဲနဲ့မှပြောတယ်တယောက်တည်းပဲပြောနော်ဇုံတွဲဆိုတာကြားမှတွဲမှဇုံတွဲမဟုတ်ဘူးကြားချင်းလဲတွဲတယ်မချင်းလဲတွဲတယ်နော်ခုခေတ်ပိုးစုံသေးတယ်အဲ့ဒါလို့ဒွါယံဒွါယဘယ်သူမှတွဲเสียမရှိရင်အကောင်လေးတစ်ကောင်မွေးထားဘယ်သူမှတွဲเสียမရှိရင်လည်းစိတ်ကူးရင်တလောကသတင်းတစ်ခုဖတ်လိုက်ရတယ်မြို့သားယုတ်မြို့သမီးယုတ်တကယ်ကိုလူခန္ဓာကိုယ်အတိုင်းအတိုင်းယုတ်တယောက်တည်းမနေခြင်းတဲ့လူတွေအဲ့ဒါမျိုးတွေအခုပေါ်နေပြီတဲ့စုံနေတာပဲလူဆိုတာဒွါယံဒွါယာရာမောဟိအယံလောကောဒီလောကကြီးဟာတယောက်တည်းမပြောဘူးတဲ့အတွဲလေးတွေမှာပြောတယ်ဆိုတဲ့ဟာစာထဲမှာပါတယ်သရဝါတွေလည်းဒီတိုင်းအာလုံးတိရစ္ဆာန်တွေအာလုံးဟာဒီတိုင်းအဲ့ဒါလို့လောကကြီးမှာဒီလိုပျော်ရွှင်မှုတွေနဲ့နေတာတွေကိုဒါတွေကိုဆွန့်လွတ်နိုင်ရမယ်ဒါကြောင့်မို့ဒီတန်ခါထေရီဆိုတဲ့ဘိက္ခုနီမလေးဟိတဝပုဒ္ဒံပတုံပိယံ
သူမြတ်နိုးတဲ့မိသားစုသားသမီးတွေကိုလည်းသူခွဲခဲ့တယ်တဲ့သူမြတ်နိုးတဲ့သားငှက်တိရစ္ဆာန်တွေကိုလည်းသူခွဲခဲ့တယ်တဲ့ဒါတွေအကုန်လုံးစွန့်ပစ်ထားခဲ့ပြီနော်ဟိတ်တဝရာဂိသဒေါသင်္စအဲ့ဒီတဲ့အရေးကြီးတဲ့စွန့်လွတ်မှုကတော့ဘာလို့ဆိုတွေ့တာမှုဆိုတဲ့ရာဂကိုသူလုံးဝစွန့်ပစ်လိုက်တယ်မုန်းတိမှုဆိုတဲ့ဒေါသကိုလည်းသူ့ရင်ထဲမှာသိမ့်မထားတော့ဘူးဘယ်ရာကိုမှမတွေ့တာတော့ဘူးဘယ်ရာကိုမှမုန်းတီးတာမရှိတော့ဘူးမုန်းတီးခြင်းတွေ့တာခြင်းဆိုတဲ့အရာနှစ်ခုသူစွန့်လိုက်တယ်အဲ့ဒါလို့စွန့်နိုင်တာဟာလေတခြားကြောင့်မဟုတ်ဘူးတဲ့အဝိဇ္ဇင်္စဝိရာစီယအမှန်မသိတဲ့အမှန်တရားကိုဖုံးကွယ်ထားတဲ့အဝိဇ္ဇာကိုအသိဉာဏ်နဲ့ဖယ်ရှားလိုက်နိုင်လို့သာဖြစ်ပါတယ်လောကလူတွေတွေ့တာမှုတွေကိုမဖယ်နိုင်တာဟာအမှန်မသိလို့သာဖြစ်ပါတယ်အမှန်သိပြီဆိုလို့ရှိရင်တော့တွေ့တာမှုတွေကိုလည်းဖယ်နိုင်ပါပဲမုန်းတိမှုကိုလည်းဖယ်နိုင်တာပဲဒါကြောင့်မို့တွေ့တာမှုနဲ့ပတ်သက်လာရင်အသိဉာဏ်နဲ့ဖယ်ပုံဖယ်နည်းလေးတွေကိုစာပေကျမ်းကမှဆိုထားတာရှိဟုတ်ပြီမင်းတွေ့တာတယ်ဘာကိုတွေ့တာလဲသေချာစစ်ဆေးကြည့်လိုက်ရင်တွေ့တာမှုတွေပျောက်သွားဥပမာမဲ့လူကိုတွေ့တာလဲဆိုရင်ဟုတ်ပြီမင်းသပင်ကိုတွေ့တာလားတခုစီ analyze ခွဲကြည့်လိုက်သပင်ကိုတွေ့တာလားမွေးညင်းကိုတွေ့တာလားခြေသက်လက်သက်ကိုတွေ့တာလားသွားကိုတွေ့တာလားအရေးကိုတွေ့တာလားအလုံးကြည့်လိုက်ရင်တခုစီဖြုတ်ချလိုက်32မျိုးလူသဏ္ဍာန်လည်းပျောက်သွားပြီးတော့အဲ့32မျိုးတွေကဘာတွေ့တာလဲလို့ဆိုတွေ့စရာမရှိဘူးနော်တွေ့ခြင်းစရာတစ်ခုမှမရှိဘူးလေဖြုတ်လိုက်ရင်စပင်ကလည်းခေါင်းပေါ်မှာနေတော့ကတော့ဟုတ်တယ်လို့ပေါ့အဲ့ဒီစပင်ညီတွေးကထမင်းခွက်ထဲပါလိုက်ရင်ဘာဖြစ်လူတွေကယွန်ကြပြီလေအဲ့ကြဒါပေမဲ့ခေါင်းပေါ်နေတော့ကတော့ယွန်လာလို့ဆိုမယွန်ဘူးခေါင်းပေါ်နေတော့တသတာလုံနေတာလက်သေးခြေသေးကလည်းထွတ်တူပဲလက်နဲ့ခြေနဲ့တွဲပြီးတော့နေသေးရင်တော့သူကသဘောကျကဲလက်သေးလိုချင်တယ်ဆိုရင်လှီးဖြတ်ပြီးတော့ပေးဘယ်သူမှယူမဲ့လူရှိမှာမဟုတ်ဘူးเนาะအဲ့ဒါလို့တခုစီဖြုတ်ပယ်လိုက်လို့ရှိရင်တွေ့တာမှုတွေပါပြုတ်သွားအဲ့ဒါအမှန်သိလားအဲ့တော့ဖြုတ်လိုက်မှတွေ့တာစရာမရှိဘူးဆိုတာသိတာတဲ့ဒီကလုံးတက်ဆင်ထားတဲ့အချိန်လေးမှာပဲတွေ့စရာမရှိဘူးဆိုတာကိုစဉ်းစားဉာဏ်နဲ့ဖြုတ်မယ်ဆိုရင်လည်းဖြုတ်လို့ရတယ်ပေါ့ဝိပဿနာကျင့်နေဆိုတာအဲ့ဒီပေါ်မှာတွေ့တာမှုမရှိအောင်လုပ်တဲ့နည်းစနစ်ပဲဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတော့တွေ့တာမှုတွေကိုဖယ်ရှားတာဝိပဿနာဆိုတာပညာပဲအဲ့ဒီပညာနဲ့အမှန်မသိတဲ့အဝိဇ္ဇာကိုဖယ်လိုက်တာတဲ့ဖယ်လိုက်တဲ့အခါမှာတွေ့တာမှုဆိုတဲ့ရာဂလည်းပျောက်သွားတယ်တွေ့တာမှုရာဂပျောက်သွားသည့်အတွက်ကြောင့်မုန်းတိမှုအလိုမကျမှုဆိုတဲ့ဒေါသလည်းပဲပျောက်သွားတယ်လို့ဒီလိုဆိုတာနော်အဲ့တော့နောက်ဆုံးမှာဘဝကလွတ်မြောက်ဖို့ဆိုတာကြတော့သမူလံတဏမတ်ဖို့ရှာရှင်တဲ့နှလုံးထဲမှာရှိနေတဲ့တွေ့တာမှုတွေအဲ့ဒီတွေ့တာမှုတွေကိုတစဖြုတ်လာတခါတည်းဖြုတ်မရရင်တစချင်းဖြုတ်အဲ့ဒါလို့ဖြုတ်လာခဲ့ပြီးနောက်ဆုံးမှာတွေ့တာစရာဆိုတာမရှိတော့ဘူးလို့သေချာသိသွားပြီဆိုရင်လုံးဝတွေ့တာမှုတွေကိုဖယ်ရှားပြလိုက်နိုင်သွားတယ်ပေါ့အဲ့ဒါကိုသမူလံတဏမတ်ဖို့ရှာအမြင့်နဲ့တကွတဏကိုဖယ်ရှားပြလိုက်နိုင်တယ်အမြင့်ရှိနေသေးရင်တော့ထပြီးပေါက်နေဦးမှာပဲအမြင့်နဲ့တကွဆိုတာဉာဏ်နဲ့ကိလေသာတွေပါဖယ်ရှားပြီးတော့ပြစ်လိုက်တဲ့အခါဥပတန္တာမိနေဖုတာအဲ့ဒီကြတော့မှရင်တွဲမှာအေးသွားပြီးတော့ဘဝကြီးကချုပ်ငြိမ်းသွားမှာဖြစ်တယ်ဟောဘဝလွတ်မြောက်ရေးတရားကိုဆိုလိုတာပဲဒီလမ်းကြောင်းကလွဲလို့ထာဝရအငြိမ့်တဲ့ဆိုတာရနိုင်တဲ့နေရာလုံးဝမရှိဘူးအဲ့ဒီထာဝရအငြိမ့်တဲ့ရှင်တဲ့နှလုံးထဲကအေးချမ်းမှုနောက်ဆုံးမှာဆင်းရဲဒုက္ခတွေအကုန်ချုပ်ငြိမ်းသွားတဲ့အရာဆိုတာကိုရချင်လို့ရှိရင်အမြင့်နဲ့တကွတွေ့တာမှုဆိုတဲ့တဏှာတွေကိုဖယ်ရှားပြနိုင်ရမယ်တ
တဏှာရဲ့အမြစ်ဆိုတာဘာတူလဲဆိုရင်အဝိဇ္ဇာပဲတမူလံအမြစ်နဲ့တကွတဏှာကိုအပုရှာနှုတ်ပယ်၍အဝိဇ္ဇာရှိနေသမျှတဏှာကရှိနေဥမှာတစ်ပင်တစ်ပင်ပန်းမဲ့တစ်ပင်ကြည့်အမြင့်ရှိနေသမျှဒီတစ်ပင်ဟာပြန်ပေါက်နေမှာပဲနော်အဲ့တော့အဝိဇ္ဇာရှိနေသမျှကာလပတ်လုံးတဏှာပြန်ထားလာအဲ့ဒါကြောင့်မလို့အဝိဇ္ဇာဆိုတဲ့အမြင့်နဲ့တကွာတဏှာကိုဖယ်ရှားလိုက်ရမယ်လို့ဒီလိုဆိုလို့တယ်ပေါ့အဲ့တော့အဝိဇ္ဇာနဲ့တဏှာဆိုတာကဘဝတန်တရားရဲ့အမြင့်ဖြစ်သည့်အတွက်ကြောင့်အဝိဇ္ဇာတဏှာကိုဖယ်လိုက်နိုင်ပြီဆိုလို့ရှိရင်ဉာဏ်နဲ့ကိလေသာတွေကလည်းယတ္တိနိုင်စွာမရှိတော့ဘူးကိလေသာတွေကယတ္တိနိုင်စွာမရှိလို့ရှိရင်ကံတွေကလည်းပဲယတ္တိနိုင်စွာမရှိတော့ဘူးအားလုံးဟာကိလေသာဝတ်ကုန်လို့ရှိရင်ကမ္မဝတ်လည်းကုန်တယ်ကမ္မဝတ်ကုန်လို့ရှိရင်လည်းဝိပါကဝတ္တိဟာမိစ္ဆာကုံစီခန့်စွာလို့နောက်ဆုံးမှာလောင်စာသိမ့်၍မိငိမ့်နေဆိုရမိုးဆရာတော်ကြီးရဲ့စကားအတိုင်းပဲလောင်စာတွေမရှိတော့ဘူးဆိုရင်မိလည်းငြိမ့်သွားပြီပေါ့အဲ့ဒါဟာတကယ်အငြိမ့်တနိဗ္ဗာန်ပဲဖြစ်တယ်ပေါ့ဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မို့တန်ခါထေရီဆိုတဲ့ဒီဘိက္ခုနီမလေးရဲ့ရင်တွင်းစကားစွန့်လို့ရမှာတွေကစလာဟိတဝဂရေအိမ်မှာလောက်ကင်တဲ့အိမ်စည်းပွားတွေကိုစွန့်ပစ်ပြီးတော့ပပ္ပစိတ်တော်သာသနာပေါင်းဝင်ရောက်လာခဲ့တယ်တဲ့သူဟာအိမ်စည်းပွားတွေကိုစွန့်ပြီးတော့ဘိက္ခုနီလောက်လာခဲ့တယ်ဟိတဝပုဒ္ဒံဟိတဝပတုံပိယချစ်ခင်ရတဲ့သားတွေသမီးတွေကိုလည်းစွန့်ခဲ့တယ်ချစ်ခင်ရတဲ့မွေးထားတဲ့တိရစ္ဆာန်တွေကိုလည်းသူစွန့်ခဲ့တယ်ဒါကပစ္စည်းဝတ္ထုကိုစွန့်တဲ့အပိုင်းလေးကိုသူဖော်ပြတာနော်အလုံးကိုစွန့်လွတ်ခဲ့အဲ့တော့အရေးကြီးတဲ့စွန့်လွတ်မှုကတော့ဘာလဲလို့ဆိုဟိတဝရာဂင်းစဒေါသင်္စာတွေ့တာမှုတွေကိုစွန့်မှုမုန်းနေမှုတွေစွန့်မှုဆိုတာလွယ်ကူတာမဟုတ်ဘူးကိုရှိတဲ့ပစ္စည်းလေးတခုစွန့်လိုက်တာလွယ်သေးတယ်ထောင်းကိုရင်နဲ့နှလုံးထဲမှာရှိနေတဲ့တွေ့တာမှုကိုစွန့်မှုဆိုတာအလွန်ခဲမုန်းနေမှုစွန့်မှုဆိုတာလည်းအလွန်ခဲနေအဲ့တော့ကိလေသာတွေစွန့်မှုခက်တယ်ခက်တဲ့အတွက်ကြောင့်ရာဂတို့ဒေါသတို့ဆိုတဲ့ဒီကိလေသာတွေကိုစွန့်မှုအတွက်အဝိဇ္ဇင်္စဝိရာစီယာမသိမှုအဝိဇ္ဇာတစ်ခုဖယ်ရှားဖို့လိုအပ်တယ်ပေါ့မသိမှုအဝိဇ္ဇာဖယ်ရှားခြင်းဘာလို့ဝိပဿနာကျင့်တာအဝိပဿနာကျင့်တာဟာပညာကိုရအောင်လုပ်တာဝိပဿနာဆိုတဲ့နာမည်ကပညာရဲ့နာမည်ပဲဖြစ်တယ်အဲ့ဒီပညာကမှအဝိဇ္ဇာကိုဖယ်နိုင်တာသူကနဲ့သူအမောင်ကိုဖယ်နိုင်တာအလင်းသာလင်းဖြစ်တယ်အဲ့ဒါလို့အဝိဇ္ဇာကိုဖယ်နိုင်တာကပညာကသာဖယ်နိုင်တယ်ပေါ့ဒါကြောင့်ပညာဆိုတဲ့အလင်းကိုမြင့်တင်ပြီးတော့အဝိဇ္ဇာဆိုတဲ့အမောင်ကိုဖယ်ရှားလိုက်တယ်အဲ့ဒီဖယ်ရှားလိုက်နိုင်ပြီဆိုရင်သမူလံတဏမဘုရှာအဝိဇ္ဇာအခြေခံတဲ့တဏှာတွေအကုန်လုံးရှင်းပြလိုက်နိုင်သည့်အတွက်ကြောင့်ဥပတန္တောမိဥပတန္တာမိရင်တွေနှလုံးထဲမှာငြိမ်းချမ်းသွားပြီအပူမရှိတော့ဘူးနေဗုဒ္ဓဒုက္ခတွေအလုံးချုပ်ငြိမ်းပြီးတော့ဆင်းရဲခတ်သိမ်းကလွတ်မြောက်သွားပြီလို့သူကသူဥရန်ကျူပြီးရင်တွင်းစကားတွေလို့ပြောအဲ့တော့ဘုန်းကြီးတို့တွေလည်းဒီလိုဥပတန္တဆိုတဲ့ရင်တွဲကအေးချမ်းမှုနိဗ္ဗုဒ္ဓဆိုတဲ့ခန္ဓာတွေငြိမ့်သွားဖို့နိဗ္ဗာန်ကိုရဖို့ဆိုရင်ဒီကျင့်စဉ်ကလွဲလို့တခြားမရှိဘူးဒီတိုင်းပဲကျင့်တယ်ကျုပ်ကိုအထောက်ဒီကျင့်စဉ်မကျင့်နိုင်သေးသမျှဥပတန္တဆိုတဲ့အငြိမ့်ဓာတ်ကိုရမှာမဟုတ်ဘူးဥပတန္တဆိုတဲ့အငြိမ့်ဓာတ်ကိုမရသေးသမျှနိဗ္ဗုဒ္ဓဆိုတဲ့ခန္ဓာရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ဆိုတာလည်းဝေးနေဦးမှာပဲဖြစ်တယ်လို့ဒီလိုဆိုတယ်နော်အဲ့ဒါကြောင့်မို့သံဃာထေရီဘိက္ခုနီမလေးဟာထူးခြားတဲ့တရားအသည့်တွေသိပြီးအမြဲတမ်းဒီစကားကိုပဲရှင်တွင်ကစကားကိုပြောကြားပြီးအဲ့ဒါကိုစာပေကျမ်းဂန်မှာမှတ်တမ်းတင်ထားတာသံဃာထေရီဂါထာဆိုပြီးတော့မှတ်တမ်းတင်ထားတာဟော